EV ချင်းမမီးရအောင်မဖြစ်မနေတည်ထားတဲ့အချက်တွေငါပါ E-Ride ကနေပြန်အနေကြိုလိုက်ပါမယ် EV ကားတွေဝယ်ရင်တည်ထားတဲ့အရေးကြီးတဲ့အချက်ချို့ကိုပေါ်ပြပေးပါတယ်လျှက်စစ်ကားတွေအဓိကလိုအပ်ချက်ကဝေးသွားနိုင်ရမယ်အဲ့လိုဝေးသွားနိုင်လို့က1ကီလိုမီတာအကွာဝေးကိုစွမ်းဆောင်အနည်းဆုံး3နိုင်ရမယ်ဒါမှသာကားဘက်ထရီရဲ့စွမ်းရည်ကို1ကီလိုမီတာသွားဖို့အနည်းဆုံးစွမ်းရည်ဆွဲယူပြီးစွမ်းရည်ကုန်တဲ့အခါဝေးဆုံးရောက်တယ်။တခြားမှုတော့ဒီလိုရေဘူးရ equation နဲ့ဒီလိုမျိုးပဲ။equation တွေနဲ့ကတော့ EV available range equal to battery capacity kilowatt hour energy consumption per kilometer battery ရဲ့ kilowatt hour ကို EV ကားရဲ့ specification တွေမှာတွေ့ပါတယ်။ energy consumption ဆိုတာကတော့ဓာတ်ဆီကားတွေမှာစီစားနှုန်းသက်ပို့ပါပဲ။ battery ကိုအားပြည့်100ခိုင်နှုန်းထည့်ပြီးကီလိုမီတာတစ်ခုသတ်မှတ်ကမောင်းလိုက်ပါပြီးရင်100ခိုင်နှုန်းအားပြန်သွင်းလိုက်ရင်ကိုသတ်မှတ်ပြီးမောင်းခဲ့တဲ့ကီလိုမီတာမှာ battery အား kilowatt hour ဘယ်လောက်ပြန်သွင်းလိုက်ရတယ်လဲဆိုတာကို kilowatt hour per kilometer အဖြစ်ရရှိပါတယ်တယူနစ်ဆိုတာကလည်း1 kilowatt hour ဖြစ်လို့အားသွင်းကုန်ကျငွေတွေကလည်းပြန်တွက်နိုင်ပါတယ်စီပြည့်ဖြည့်မောင်းပြီးကီလိုမီတာမှတ်ထားပြီးတော့စီပြည့်ပြန်ဖြည့်ပြပါပဲဒါပေမဲ့ battery ရဲ့ kilowatt hour ဆိုတာကလည်းအသုံးပြုတာကြာလာတဲ့နေရာကြာလာဖြစ်ပါတယ်အားသွင်းအားထုတ်အချိန်များလာရင် over charging discharging ဖြစ်ပြီးတော့ပူလို့ညင်းဒီလိုညင်း fast charging အသုံးများခြင်းစသဖြင့် battery ရဲ့ capacity kilowatt hour ကြာလာစေပါတယ် kilowatt ကြာလာတာနဲ့ range ကြာလာမှာဖြစ်ပါတယ်ဒါဆိုရင် battery ရဲ့ kilowatt hour များတဲ့ EV တွေကိုဝယ်လို့မလားဆိုတော့ပြန်ပါမယ်ဘက်ထရီကရတဲ့လျှက်စစ်စွမ်းရည်ကို rate ရအောင်ပြောင်းပေးတာကမော်တာဖြစ်ပါတယ်။ဒါကြောင့်မော်တာရဲ့ efficiency ကောင်းဖို့လည်းဖြစ်ပါတယ်။မော်တာ efficiency ကောင်းဖို့ကြတော့ကားရဲ့အလေးချိန် aerodynamic ပုံစံရာသီဥတုအပူချိန်မောင်းသူရမောင်းတဲ့အလေးချိန်တွေပေါ်ပြီးတယ်။ဒါအပြင် regenerative braking စနစ်လိုစွမ်းရည်ကိုစနစ်တကျပြန်လည်ဖန်တီးတဲ့နည်းပညာအမြင့်တွေလိုအပ်ပါတယ်။ motor efficiency ကောင်းမှသာ range ကောင်းမှာဖြစ်ပါတယ်။ motor efficiency ကိုတော့ EV specs data တွေမှာပေါ်ပြတယ်လို့ consumption ကောင်းရင်ကောင်းတယ်လို့ယူဆနိုင်ပါတယ်။ဒီပညာမြင့်မြင့်ဆိုတာကတော့နာမည်ကြီး EV ကားကုမ္ပဏီ model နဲ့ EV ကားမျိုးသားတွေကိုကြည့်ရပါတယ်။ပြန်သုံးသပ်ရင် EV ဝယ်တဲ့အခါမှာ battery kilowatt hour ရရပါမယ်။ range kilometer လည်းရရပါမယ်။ဒီပညာလည်းမြင်ရမှာဖြစ်ပါတယ်။ခုလိုချက်တွေကိုစနစ်ကျစစ်ဆေးပြီး EV ကိုဝယ်ပါတယ်အားလုံးပဲဘုသူရတိုးပွားကြပါစေ။